င်္ဂလာပါအာစီဂီယာဘောကတော့ဝဲနေတော့လေဘောမှာ ညီတော်မဲ့တိုင်းပဲ အာစီဒါကားသုံးမဲ့ဂီယာဘောတော့မဟုတ်ဘူးနော်အာစီဘာလို့လဲဆိုတော့ခြေရံနေမပါဘူးဆိုရင်အာစီဒါကားသုံးဖို့မဟုတ်ဘူး ရွှေသုံးပါဟုတ်တယ်ရွှေသုံးမဲ့ကြီးပါ ဘယ်ရင်းနဲ့တွဲသုံးပါအာစီက ရောကျတော့ Hino V26 10လုံးတို့အင်ဂျင်ပေါ့နော် Hino V26 10လုံးတို့အင်ဂျင်နဲ့တွဲသုံးမယ်မိန်းကြီးရဲ့8ချက်ကြီးပါ အာစီဂီယာဘောကတော့တော်တန့်တယ်နော် ကလပ်တစ်ချက်နဲ့ဟုတ်တယ်ကြီးပါကတော့ညီတော်မဲ့တိုင်းတော်တော်လာတယ်V26နဲ့တွဲသုံးပါဆိုအာစီဆရာကြီးဂီယာဘောပေါ့ ဟုတ်တယ်ဆရာကြီးကြီးပေါင်းသေးကြီးပဲဒီမှာတစ်လုံး၄လုံးပေးရမှာ၄လုံး အာဒီနေ့၄လုံးပေးရ ၄လုံးပေးရမှာနှလုံးအခုတော့တွတ်ထုံနေတာ ညောသုံးဖို့အတွက်ကြီးကို၄လုံး ဟုတ်တယ် အာစီကရောင်းလေကောင်းလိုက်လားအာစီက ကောင်းပါလေရောင်းရတာ အာစီလိုအပ်ချက်လေးပါလိမ့်ရှိပြောဦးနော် ရောင်း ပြပါပါအာစီ ရောင်းဝယ်တာကောင်းနေတာရောင်းဝယ်ကောင်းတဲ့လျှို့ဝဲချက်တွေပါဘာရှိလို့ပြောပြလိုက်အောင် လက်ချက်တာကောင်းတာရရအားလုံးပြေတော့ပါလေ စိတ်သက်ကောင်းကောင်းထားရင် ရရ ရဲအားလုံးအဆင်ပြေသွားလိမ့်မယ်တဲ့ အာစီတို့တော့ယုံပါတယ်အာစီကအာစီတို့ကစိုင်မှာဆိုရင်လဲဒီဟာပေါ့စလုံးနဲ့ချပေးတာမျိုးမဟုတ်ဘူးအာစီတို့ကအများကြီးတွေကမှစိတ်ကြိုက်ရွေးချယ်ခွင့်ပေးတာဆိုတော့အာစီကအဆင်ပြေတာဟောအာစီ ပြေတာပေါ့ကန်ကန်အကျိုးတော့ပါသိရမလား သိရလေအာစီက အဲ့လိုပဲစေတနာကောင်းရင်ကန်ကောင်းမယ် အာစီတရားတဲ့ကိုအာစီကမြော့တော့ကြည့်အာစီ၄လုံးတော့မှ လိုဒီရွှေဆရာကြီးကြာပေါ်ဒီပဲဒီသက်သက်ကိုရောင်းပေး အာစီကြီးမှာအင်ဂျင်နီယာရောရှိလားမြော့သုံးဖို့အတွက်10လုံးတို့အင်ဂျင်နီယာရောရှိလား Hino V26 10လုံးလုံးအင်ဂျင်လိုရဆိုလဲရှိတယ်10လုံးလုံးအင်ဂျင် Hino Nissan Fuso Hino Zoo ဘိုင်းညင်မဲ့လို့ရွှေတော့အတွက်ပဲသုံးတော့ရွှေတော့အတွက်ပဲသုံးတော့ကားသုံးပဲလို့ဘာပဲလို့ကျွန်တော်ဒီမှာကုန်ရနိုင်တယ်နော် အာစီကလိုက်မမီတော့ဘူးအာစီကို စောင့်ပေးမှာလိုက်အမီကိုစောင့်နေပေးမှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြောချင်တာစိတ်ချယုံကြည်စွာနဲ့ကျွန်တော်ကြံနေပြီးတော့ဝယ်ယူအားပေးတဲ့ခန်းဒီမျိုးကချင်းကြီးလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်တရားဆိုရင်ဒါကျွန်တော်ဗီဒီယိုဒါ live မှာအခုလိုတင်ထားကိုကြည့်ပြီးတော့ဒါဝေးရနေပြီးတော့ပဲဒါယုံကြည်ပြီးတော့ကျွန်တော်ကြံလဲဝယ်ယူအားပေးတာပေါ့နော်ဒါလုပ်ငန်းလည်းဒါအခုမှအစပြီးအခုလုပ်ငန်းအခုမှအစပြုရေးလုပ်မှာဆိုတော့လုပ်ငန်းတွေလည်းအောင်မြင်ပါသေးလို့တရားတွေလည်းစုံအောင်တောင်းပေးပါတယ်အခုလိုယုံကြည်စွာနဲ့ဝယ်ယူအားပေးရတဲ့လည်းကျေးဇူးအများကြီးတင်တယ်အခုလိုမျိုးပစ္စည်းအတန်မျိုးလိုချင်တယ်ဆိုရင်တော့မန်လေးစက်မှုမှာရှိတယ်ပုံမြင့်နိုင်နေညီမြကားအဖို့ပြီးဆိုင်မှာဆိုင်မှာစိတ်တိုင်းကြလာရောက်ပြီးတော့စီးရှူပြီးဝယ်ယူလို့ရဆိုတော့ဝယ်ရနေလို့ပြီးတော့လေယုံကြည်စွာနဲ့ပုံစံပြီးမှယူမင်းလို့ရတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်